အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မေမွန်ကျောင်းသွားလို့ရှိရင်တရက်ကိုပတ်စံဘယ်လောက်သုံးလဲဆိုတာလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့အရင်တော့ကကြတော့ကျောင်းသွားလို့ရှိရင်ရှေ့ဗီဒီယိုတွေမှာလည်းပြပြထင်တယ်နည်းနည်းပိုလွှဲကားနှစ်ဆင့်စီးပြီးရောက်တယ်အခုကြတော့ကျောင်းနဲ့အိမ်ထဲကတကယ်ကိုပိုင်ကားနဲ့သွားမယ်ဆိုလို့ရှိရင်တော့45မိနစ်လောက်ပဲကြာတယ်ဒါပေမဲ့မေမွန်ကားလဲမောင်းဖို့အဆင်မပြေသေးဘူး license လည်းခုချိန်ထိမဖြည့်ရသေးဘူးအဲ့ဒါကြောင့်မို့လိုင်းကားနဲ့ပဲသွားနေရပေါ့နော်အခုအဲ့ဒါနဲ့ပထမဦးဆုံးကျောင်းသွားမယ်ဆိုလို့ရှိရင်ဒီမှာ bus စီအဲ့ bus စီကကြတော့ bus ကကြတော့2000လောက်ပေးရတယ်2000ပေးပြီးလို့ရှိရင်ပထမဦးဆုံးဆင်းရမယ့်နေရာခန်းတန်းကိုရောက်တယ်ခန်းတန်းရောက်လို့ရှိရင်ဆင်းပြီးတော့အခန်းတန်းကနေပြီးတော့ကျောင်းထီကိုတက်စီစီးသွားတာပေါ့နော်အဲ့ဒီတော့အဲ့တက်စီစီးကဒီ trafficပေါ်မူတည်ပြီးတော့ပေါ့နော်တခါလေးကျရင်1000ခွဲတခါကျရင်19000အဲ့လိုပေးရတယ်အဲ့တော့ပထမ2000အခု19000 okay အဲ့ဒါပြီးတော့အကြောင်းကိုရောက်တယ်အကြောင်းကိုရောက်တယ်ဆိုလို့ရှိရင်အကြောင်းမှာ breakfast စားတယ် breakfast စားတာကျတော့ coffee နဲ့ပေါင်မုန့်နဲ့မဟုတ်ရင်တခါလေးကျလို့ရှိရင်လည်း sandwich တို့ပါစားတယ်အဲ့ဒါကကျတော့8000ပေါ့အဲ့2000ရယ်19000ရယ်8000ရယ်ပေါ့ရှိသွားပြီအဲ့ပြီးအကြောင်းတက်တယ်အကြောင်းတက်ပြီးလို့ရှိရင်တနားကျရင်ထမင်းစားလွတ်တယ်အဲ့တော့တနားကျရင်ထမင်းစားလွတ်လို့ရှိရင်ကန်တင်းရှိရကန်တင်းမှာစားလို့ရှင်တော့4000ပဲပေးလို့ရဒါပေမဲ့ဒီအခုဒီเจ้าရဲ့ကန်တင်းကလေဟိုး underground မှာလို့ basement လောက်ထားတဲ့အတွက်အဲ့အောက်ထဲရောက်သွားနေလေဘလို့ကြီးလဲမသိဘူးလူကအေးစိတ်ညာပဲအေးစိတ်ပြီးတော့အဲ့လိုမျိုးဒီအဲ့နောက်မှာအနှမ်းတက်မကောင်းသလိုမျိုးကိုပဲဖြစ်နေရလားမသိဘူးအဲ့လိုမျိုးခံစားရလို့အဲ့ဟာပြီးအဲ့ထဲမှာစားရအေးစိတ်မျိုးမစားချင်ဘူးပေါ့နော်အဲ့လောပုံမှန်လဲလူကအဲ့လိုမျိုးအနှမ်းနဲ့ပတ်သက်ပြီးအရန် sensitivity ဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့မစားတော့ဘူးအိမ်မှာကြောင့်အပြင်မှာပဲသွားစားတယ်အပြင်မှာစားရင်တော့8000 9000လောက်ပေးရတော့2000ရယ်19000ရယ်နောက်ပြီးတော့8000ရယ်အခု8000ပဲထားလိုက်ပါ8000ရယ်အဲ့ဒါပြီးလို့ရှိရင်အခါတလေနေ့လေကြလို့ရှင် coffee တောက်တယ် coffee တောက်တာ9000လောက်ကြာတယ်9000ပေးသွားလို့ရှိရင်တော့အိမ်ပြန်မယ်ပေါ့အိမ်ပြန်လို့ရှိရင်အဲ့အကြောင်းကနေပြီးတော့ဒီခန်းတန်းထီကို taxi စီးရဲအဲ့ဒါက1000ခွဲထမွန်တစ်ခါလဲ19000ပေါ့19000ပြီးလို့ရှိရင်အဲ့ခန်းတန်းကနေပြီးတော့ bus ပြန်စီအဲ့ဒါ2000ခဲအဲ့ဆိုလို့ရှိရင်တနေ့ကိုဘယ်လောက်ကြာမယ်လို့ထင်လဲအခုတော့လမ်းကြောင်းပြောင်းသွားပြီပေါ့နော်အခုတော့ taxi မစီးဘဲနဲ့ taxi စီးရတာတယောက်တည်းဆိုတဲ့ခါကျတော့တစ်ခါလေကြလို့ရှိရင်အဲ့ taxi driver တွေကိုကြောက်လို့ပေါ့နော်ဒီမှာတော့ဒီ application ကနေငှားတော့ safety ဖြစ်တယ်ဆိုပေမဲ့မြန်မာနိုင်ငံလာလို့လားမသိဘူးအဲ့ကြောက်တဲ့စိတ်ကတော့တော်တော်ရှိတယ်အဲကြောင့်တယောက်တည်းဆိုလို့ရှိရင်စီးရအဆင်မပြေဘူးပေါ့နော်ဒါတော့မှစီးမယ်ဆိုလို့ရှိရင်အကုန်လုံးဒီ screenshot ရိုက်ပြီးတော့ကိုယ့်ရဲ့ information တွေဒီ taxi ရဲ့ information တွေရောက်ပြီးဆိုတော့အမျိုးသားကိုပို့ရတာဒါလည်းကြောက်တယ်အဲကြောင့်အခုကျတော့taxi စီးမယ်စားအဲ့ booking လုပ်ရတဲ့ bus တစ်ခုရှိတယ်အဲ့ booking လုပ်ရမယ့် bus ကိုစီးရပေါ့နော်အဲ့ဒါစီးရကကြတော့တစ်ခါစီးဆိုတော့3500ပေးရတယ်အဲ့ bus က bus တော့တော်တော်ကောင်းနေဒါပေမဲ့ပြဿနာတစ်ခုက booking လုပ်ပြီးမှပဲစီးလို့ရတယ် booking မလုပ်ဘူးဆိုရင်နေရာတက်လို့မရဘူးပေါ့နော်ပြီးရင် तू ကလာတဲ့အချိန်နဲတယ်မနက်ပိုင်းမှာဆိုရင်လည်း तू လာတဲ့ schedule တိုင်းပဲလာတာပေါ့နော်ညနေပိုင်းလည်းအဲ့တိုင်းပဲကိုကျောင်းလွှတ်ချိန်ပြီးရင် तू စီးဖို့နိုင်ခွက်လောက်စောင့်ရသေးတယ် तू ကမလာလို့ပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်နည်းနည်းပို့ပြီးတော့ဈေးသက်သာသွားရပေါ့နော်ကျောင်းမရှိတဲ့နေအိမ်မှာနေရနေကြလို့ရှိရင်တော့ဘာမှမကုန်အပြင်သွားရနေကြလို့ရှိရင်တော့ coffee တောက်တယ်မုတ်စားတယ်တခါတလေကြလို့ရှိရင်part time လုပ်တဲ့နေရာတွေသွားရရှိအဲ့ဟာတွေသွားလို့ရှိရင်လည်းထမင်းစား coffee တောက်တယ်အဲ့ဒါလောက်ပဲကုန်တယ်ပေါ့နော်ကျောင်းသွားရင်ကျောင်းတနေ့ကုန်တဲ့ရိုင်းနေ3ရက်ကောက်ပတ်စံတော်တော်ကုန်တယ်ပေါ့နော်ကြာအိမ်မှာနေရတော့အိမ်မှာပဲအဆင်ပြေတဲ့ဥစ္စာကိုစားတယ်ပြီးတော့တိတ်လည်းကြီးမများဘူးပေါ့နော်စားတယ်coffee shop လည်းမသွားကြပြီအိမ်မှာပဲအခုနေပြပြီးတော့စားလို့ဖြစ်တာများရပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီကိုရီးယားမှာအကြောင်းတက်တဲ့တယောက်နဲ့တယောက်ကတော့ပတ်စံတနေ့ဘယ်လောက်သုံးလဲဆိုတော့တူမှာမဟုတ်ဘောနော်မိမောကတော့အဲ့လောက်ထိကုန်ပါတယ်လို့ကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးကြ